ပိုက်စလေကျေးလက်ဒေသနေအမျိုးသမီးများ၏အခွင့်အရေးများအစိုးရအနေဖြင့်ကျေးလက်ဒေသနေအမျိုးသမီးများသည်မြို့ပြ၏တိုးတက်မှုဖွံ့ဖြိုးရေးစီမံကိန်းများအမျိုးသမီးများသည်ကျန်းမာရေးပြုစုဆောင်ရှောက်မှုအစီအမံများအားလုံးကိုရရှိခွင့်ချေးငွေများရရှိခွင့်နှင့်ခင်မီစက်ကရိယာများကိုကင်တွယ်အသုံးပြုတတ်ရန်အတွက်နည်းပညာကျွမ်းကျင်တက်မြောက်ခွင့်စသည့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်အမျိုးမျိုးကိုအကောင့်ထဲပေါ်ဆောင်ရွက်ရာတွင်ကျေးလက်ဒေသနေအမျိုးသမီးများ၏အခမ်းကဏ္ဍကိုအလေးအနက်ထားဆောင်ရွက်ရမည်ကျေးလက်ဒေသတွင်နေထိုင်သောအမျိုးသမီးများအတွက်ဖွံ့ဖြိုးရေးလုပ်ငန်းများအစီအစဉ်များရေးဆွဲချမှတ်ရာတွင်ကျေးလက်နေအမျိုးသမီးများကိုယ်တိုင်ပါဝင်ခွင့်ရှိရမည်ကျေးလက်ဒေသများရှိအမျိုးသမီးများသည်ဤအထူးအခွင့်အရေးများကိုခံစားနိုင်ရပါမည်အပိုက်15ဥပဒေရှေ့မှောက်တွင်တန်းတူညီမျှမှုအမျိုးသမီးများနှင့်အမျိုးသားများသည်ဥပဒေရှေ့မှောက်တွင်တန်းတူညီမျှဖြစ်ရန်အခွင့်အရေးရှိပါသည်အမျိုးသမီးများသည်အမွေဆက်ခံခြင်းပိုင်ဆိုင်မှုပစ္စည်းများကိုဝယ်ယူခြင်းနှင့်ရောင်းချခြင်းနှစ်သက်ရာနေရာတွင်ရွေးချယ်နေထိုင်ခြင်းနှင့်ဥပဒေနှင့်အညီအခြားငွေပေးငွေယူသဘောတူညီခြင်းများလုပ်ဆောင်ရန်အခွင့်အရေးရှိပါသည်အမျိုးသမီးများတရားဥပဒေရှေ့မှောက်တွင်တန်းတူညီမျှမှုရှိစေရန်မိမိ၏အခွင့်အရေးကိုရရှိစေရေးဆောင်ရွက်ရန်အပိုက်16လက်ထပ်ထိမ်းမြားခြင်းနှင့်မိသားစုဘဝတွင်တန်းတူညီမျှမှုအမျိုးသမီးများသည်မိမိတို့၏အိမ်ထောင်ဘက်ကိုလွတ်လပ်စွာရွေးချယ်ခွင့်ကလေးအရေအတွက်နှင့်သားဆက်ချခွင့်ကလေးအုပ်ထိန်းပိုင်ခွင့်မိသားစုပစ္စည်းဥစ္စာပိုင်ဆိုင်မှုများနှင့်ဆက်လျင်း၍လည်းအိမ်ထောင်ဘက်နှစ်ဦးစလုံးအနေဖြင့်အခွင့်အရေးတန်းတူရှိပါသည်အမျိုးသမီးများမိသားစုအတွင်းတွင်အတိအမှတ်ပြုမှုအလေးဂရုပြုမှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကိုအမှန်တကယ်ရရှိရေးဆောင်ရွက်ရန်အပိုက်19အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုပပျောက်ရေးအကောင့်ထဲပေါ်ခြင်းဤတိုးတက်မှုအခြေအနေကိုစီစစ်သုံးသပ်ရေးအတွက်စီဒေါကော်မတီဖွဲ့စည်းဆောင်ရွက်ရန်ဖြစ်ပါသည်